တာကိုစားမှာလားမင်္ဂလာပါပထမအချက်အနေနဲ့ချက်သားကိုဒီပြက်ပြီးအစားအစာနဲ့တင်ခဲကိုအပားလိုက်ထည့်ပြီးထုတ်ပိုးပြီးရေခဲတစ်တာထည့်ထည့်ကဂျုံမုံထည့်ကချက်ဥကိုထည့်ကကြောထားသောအပိုင်းများကိုထည့်ပြီးဒေအိုထည့်ထည့်ကထောပတ်ထည့်ကတကြားထည့်နွားလို့ကိုရောမွေပြီးစားအနီနဲ့အသေးအတန်များကိုဒီပြက်ပြီးရောမွေလိုက်ပါလို့လာရအောင်ဇာချိုးလူတွေကိုစားစီပြီးဇာချိုးကဖြတ်တန်းရတာကိုနှစ်သက်တယ်အရင်ဆုံးချက်သားကိုဒီဖြတ်ပြီးဂျုံမုံထည့်ပြီးချက်သားကိုဂျုံမုံထည့်ပြီးချက်ဥတစ်လုံးကိုရောမွေပြီးချက်သားကိုချက်ဥထဲထည့်ကချက်သားကိုအစိပ်ပိုင်းလေးတွေနဲ့ကြော်ပြီးပြင်းပြင်းလေးကြော်ပြီးနောက်ချက်သားကြော်ထဲမှာကိုထည့်ကထဲမှာထည့်ပြီးဖုတ်ပြီးမုံဖုတ်ဆိုတာကိုမုံစီထဲမှာထည့်ကထက်ကစားပါ၎င်းကိုခါစားပါပြီးပြင်ချက်သားကိုချက်ဥထဲထည့်ကချက်သားအပိုင်းများကိုကြော်ပြီးနဲ့ကြော်ပါပြီးမှကိုချက်ကြော်ထဲမှာထည့်ပြီးကြော်ပါပြီးမှကိုထည့်ပြီးအပေါ်ရွက်ကိုထည့်ပြီးပေါင်မုံကိုထည့်ပါပြီးမှကိုထည့်ပြီးအပေါ်ရွက်ကိုထည့်ပြီးပေါင်မုံကိုထည့်ပါပြီးမှစားပြီးပျော်လိုက်ပါပထမပိုင်းဖြတ်ထားတဲ့ချက်သားကိုဂျုံမုံထည့်ပြီးချက်သားကိုဂျုံမုံထည့်ပြီးချက်ဥတစ်လုံးကိုရောမွေပြီးချက်သားကြော်ထဲမှာထည့်ပြီးဖုတ်ပြီးထဲမှာထည့်ပြီးတော့အပေါ်ပိုင်းနဲ့နောက်ဆုံးမုံချိုရွက်ကိုထည့်ပြီးစားသုံးလိုက်ပါវាជាមួយអាហារមួយមុខជាស៊ីហើយអ្នកមិនគិតយើងទទួលបានវេទិកាសម្រាប់របៀបក្រុមសម្រាប់ចម្លើយពេលនេះដល់ពេលដែលយើងត្រូវលើកវាឡើងដើម្បីតែដៃពេលនេះវាជាការហូបបាត់បង់ការផ្សាយបន្តផ្ទាល់ជួបគ្នាពេលក្រោយហើយជួបគ្នាពេលក្រោយ